啊，小马的话，这下一码的呀？阿妈叫他好嘅，食下嚟阿媽，就攞阿媽叫佢攞，哎咁好，就攞偏偏你邊度俾我打。那现在跟啦，明天阿妈呢，把三条菜苗还现在买了，操！必要嘅。ဘာလို့လဲရှင်းပါလဲနင်တို့သူ့တတ်လို့ရမလားဟမ်သူ့အမေပြီးမှရမှာလေ 飛翻啲啊，哎呀，啊，老李，俺这来多没印象，多没印象。必要嘅，阿媽叫佢攞嚟咪。ဖေနင်တို့ချက်လူကြောက်ဖို့ဖြစ်ကုန်တော့မှာဘော我看，这要是东他，这我吃不了的嘛。阿媽叫你，咩意思嘅？哦，这我没事菜，我来啥有的？现没得嘛，想法来讲，也还有了不？我明白了呀，白娘来了，可是你真会跟了，天，够没够嘛的？人那个把面的打理上，小比那个话。我小妹来了，这妈没缺点，对的，也还有个三题。现在就没了嘛，你家也是抢楼钱的呀？这妈谁不知道？干嘛？把这个表嘞？俺让抢楼钱好不？我现在都没背了。这个表几表呢？六百万呢？ ဘာအဆင်မပြေရလဲရှင်တို့လည်းအိမ်မှာဝတ်ထိုင်ဆွဲကြိုးတွေကျမပစ္စည်းတွေကိုရောင်းပြီးအဆက်မရှိဝယ်စင်ထားကျမမတိကျခင်းနေလား ဟဲ့နေစမ်းမအောင်ညီကငါသားလူပြိုနုနုထွတ်ထွတ်လေးကိုယူထားပြီးတော့ဒီလောက်ကလေးကမှငါတို့မတတ်ထားဘူးလားငါတို့သားကိုရွှေလို့ဥပြီးမွေးထားတာညီရထားတာလေတကက်မှရတနာကောင်းမညီသိလား ရှင်တို့သားတန်မိုးရှိတယ်လို့ကျမကလည်းကျမအမေတို့တန်မိုးဖြတ်မရရတနာပဲသူများသမီးပြိုကိုယူပြီးတို့သမီးကိုမင်္ဂလာစိုက်ခိုင်းကြတယ်ရှင်တို့စိတ်ဓာတ်ကိုသိပြီးသားပါအမေစိတ်ချမ်းသာပါစေတော့ဆိုပြီးတော့ကျမကရှင်တို့ရဲ့ပိုင်လုံးမိသားစုတဲကိုတိခံပြီးဝင်ခဲ့တာအားရပြန်မထင်နဲ့ ဟာကွာငါတော့ဘိုင်းလုံးမိတာဆိုဟုတ်လားဆင်းလာလားဟမ်ဆင်းလာလားမင်းကငါတို့အိမ်ပြန်ရောက်လာရင်ခေါင်းကြောတော်တော်မာနေရပါဟုတ်လားဟမ်ဟာတိတ်ချင်းနေရလားဟမ်တိတ်ချင်းနေရလား ဘာလို့လဲကြမှာရှင်တို့မျိုးရှင်တို့သမီးငိမ့်ခံတယ်မိမမဟုတ်ဘူးဘာလို့စစ်စစ်ကြည့်လိုက်လဲဘာချစ်တော့လဲဘာမှမနေဘူး ဩ မလုံးနဲ့ဟဲ့ကောင်မညီကတော်တော်ဇောင်းကြောက်နေဟမ်တတိရှိတယ်ပေါ့ဟာလားဒီလောက်တောင်ဇောင်းကြောက်နေတဲ့ကောင်မဟဲ့မင်းတို့လာစမ်းဒီကောင်မဝဲလောက်စမ်းဟမ်အောက်ထက်လောက်လောက် 我面哎，我抽起来炸你，炸你鼻子，我也是你哦妈老操你妈改了老子我们见到啊，也是能炸你，这个多得呀，那个是啥呢炸你？ 哈喽，大。啊，你讲的哪面？哦，你讲哪个大爷？没有你讲完的嘞，你也答应你讲我一起的。当然你讲嘛的面，哦，当然面，大部的不是你有没爬到他的大我们那边。哦，大爷，大部来的不是，面，像我你这个位置了，然后带你上，然后他带的，哈啦，啊，讲到冇面，没，跟他太阳没比比啦。 带个我们去丢大爷，我讲你讲你。 အဲ့ဆိုမေဟိုတားကိုဒီလိုလုပ်ပေးပါလားအမေအဲ့နှစ်ထပ်တိုက်ကိုခဏရက်ထားပြီးတော့တားလူချင်းတဲ့ဟာလေးတစ်ခုလောက်ဝယ်ပေးပါလားမေ ဟာလို့ပြရမယ်တာ တားရတဲ့ပတ်စံလေးကိုဒီအနေအစစ်ပြီးတော့ဟိုမြေခွက်လေးဖြစ်ဖြစ်ပြီးတားကိုဝယ်ပေးပါလားတားမြေခွက်လူချင်းပေါ့မေ အာတားရေဝယ်ပေးမှာပေါ့အမေသားတစ်ပေးอ่ะမြတ်လုပ်ပေးမှာပေါ့နော်တာနော် ဟုတ်ပြီမေအဲ့ဆိုရင်ဩဒါနဲ့မေဒီလားညကတော့ဒါအိမ်မက်တာအိမ်မက်မကောင်းဖြစ်နေပြီလားမေမမရောနေကောင်းတယ် တားရေဟိုမိုက်ရနေကောင်းပါလေဟိုတားကလည်းအိမ်မက်တွေကိုဘာမှအဆွဲလမ်းမထားနဲ့နော်အမကြီးအတွက်လည်းလေစိတ်မပူနေတာသိလားနော်နော် အိမ်မမေအဲ့ဆိုဒီကောင်းတယ်ဆိုရင်ပြီးရပါတော့ဩအမေဒါနဲ့လေဒါအလုံးလုံးချနေပြီဒါအလုပ်သွားတော့မယ်ဒီလားဒါဖုန်းချလိုက်တော့မယ်နော်နောက်မှမိမိကိုပြန်ပြီးဖုန်းဆက်လိုက်တော့ အာအိမ်မမိသားကြီးကလည်းရမ်းနေမှာလား ဟုတ်ကဲ့ပါမေဟုတ်ကဲ့အဲ့ဆိုဒါပဲနော်မေနော်
အင်ဂျင်နဲ့မြင့်မြင့်ဘယ်သူတွေများလေလို့ညီတို့ကလေအေးအခုချိန်ဒီအဝတ်လျှော်စားတဲ့ဘဝမလွတ်သေးပါလား ဟုတ်ပါမမေကျော်ရဲ့ကလေးတွေကများတော့တနေ့ကုန်လောက်ရတယ်လက်လုံးမှာပါဇက်လောက်ရတယ်ဘဝမဟုတ်ဘူးလားဘဝမလို့သေးပါဘူးမမေကျော်ရဲ့ အေးပေါ့လေညီတို့ကကျုပ်လိုတမတ်ကောင်းလေးမှမရှိတာကျုပ်တမတ်ကလေးကတော့လေကျုပ်ကိုလေလက်ဝဲလက်စားရေးလက်ဆောင်ဝယ်ပေးရတာတစ်မျိုးညီတို့လိုပင်ပင်ပန်းပန်းအဝတ်လျှော်မှာစိုးလို့တဲ့အဝတ်လျှော်ဆက်အကောင်းစားကြီးလေဝယ်ပေးထားတာများညီတို့မယုံကျုပ်လိုက်ကြည့်ပါလား ဝမ်းသာပါတယ်မေကျော်ရဲ့မတော်ရသေးတဲ့သမက်ကလက်ဆောင်လေးဝယ်ပေးဟိုဟာလေးဝယ်ပေးဒီဟာလေးဝယ်ပေးနဲ့သမီးနဲ့နီးနီးဆက်ဆက်လဲမထားနဲ့ဩကိုကမိန်းကလေးရှင်မလားတော့ကြနော်ကြော်မကောင်းကြားမကောင်းနေဖြစ်ပြီးမှမယူရင်ဒုက္ခရောက်နေပါဦးမယ်အေး ဟဲ့ညီတို့သူများသားသမီးကိုပို့ကြုံမြစ်ချုံမပြောနဲ့ညီတို့တော့ဒီမနာလို့မဖြစ်ကြနဲ့ငါသမီးလေးကလေမိကောင်းဖခင်သားသမီးဖြစ်တယ်လို့ငါသမက်လောင်းလေးကလေလူလိမ့်မှာလူရည်ကြီးလေစီဝါရဲ့ရှာတာမှလေအိုးတော်လုံးလို့လေပြိုင်ဆန်ရှာပဲညီတို့သားသမီးတွေလို့လမ်းဘေးမှာအချိန်ဖြုံးနေတာမဟုတ်ဘူးဟဲ့ ဒီမှာမမေကျော် ဘာလို့ ကျန်စကားကိုစင်ရင်ချင်းစကားပြောပါကျမတို့သားသမီးရလေလမ်းထဲမှာအချိန်ပြည့်မဟုတ်ဘူးသူတို့လည်းသူတို့လုံးနဲ့သူတို့လောက်နေကြတာ ဟုတ်တယ်လေညီတို့လိုအိုကြီးအိုမမအေကောနော်နှုတ်ချမ်းအာချမ်းသမီးအရက်သမားသားမိသားစုလိုက်ပိုင်းလုံးလုံးနေရကြတော့ကောင်းတယ်ပေါ့ငါတို့သားသမီးတွေကရိုးရိုးသားသားလောက်ကင်စားနေတာဟဲ့လာမတိုင်နဲ့ မင်းကြီးဒီဘာစကားပြောတာလဲ ကြားတဲ့အတိုင်းပဲလေညီသမက်ကအဲ့လောက်ချမ်းသာနေရင်လေညီရောညီသမီးရောနှစ်ယောက်လုံးပေါင်းပြီးယူလိုက်ပေါ့အေးရက်ကွက်ထဲမှာလိုက်ပြီးတော့ကြွားမနေနဲ့ငါတို့သားသမီးတွေကရိုးသားသားလှုပ်ရှားနေတာ ညီတို့မဟဲပါလားမင်းကြီးညီတို့ဒီလိုစိတ်ကြက်တွေကြောင့်လေလူမွေးသူမွေးမပြောင်းမနဲ့လမ်းထဲမှာနေနေရတာဟဲ့အဲ့လိုမိုက်ရိုင်းနေလို့လေညီတို့သားသမီးတွေကလမ်းထဲကဂလေးကချိအောက်ကျမ်းမျက်မှောက်တွေနဲ့ညားနေကြတာဟဲ့ ဟမ်ဆက်ကောင်မညီရလေငါလည်းငယ်တယ်ဆိုပြီးတော့ငါကတက်ထားညီရကွဲတောင်းလေပေါ့ဟုတ်လားညီမဇက်ကတက်တယ်မြစ်ရဲ့ဘက်ကိုလေငါအဝတ်ဆောင်တယ်လေဘယ်လိုဆက်ပြလဲဆိုလေ